လာသူတို့ရင်မှာအများကျိုးအတွက်စင်သာအတားကိုစွန်ပရစိတ်မွေးကကောင်းညို့လုံဆောင်နေကြသူတွေပါဒုက္ခတွေတို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေရှက်ပြီးမလို့သာမြင့်မြတ်စိတ်ထားနဲ့ဝိုင်းဝန်းညလို့သာချစ်စရာ